40ကျော်မချင်းမနဲ့ရောက်လာတဲ့ဖင်ကောင်လေးကိုပြပေးတယ်လုံးလို့ပြီးပါပြီနော်ဒီမှာအဲ့ဒါဒီပါဒီမှာ40ကျော်မချင်းလို့ကျွန်တော်ကြီးလာပြီးတော့အားပေးသွားတဲ့ကီယာဘောလေးပေါ့နော်ဒီကောင်တော့အကုန်ကောင်းတယ်ဘာကြောင့်ဖြစ်လဲဆိုတော့ဂါမနာမိုင်းလေးပင်နေရလေးမကောင်းပဲပဲ့သွားတာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြုပြင်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကရောင်းကလည်းဒီကောင်မကောင်းဘူးပေါ့နော်ဒီကရောင်းကြီးပါရလည်းဒီအနေထားလည်းကောင်းတယ်တူတဲ့အထက်ထဲမှာမပေါ့ဒါပေမဲ့ကားသမားတော့မနိုင်ဘူးကားသမားမနိုင်တဲ့အတွက်ကျွန်တော်ဘက်ကနေပြီးတော့ဒီမှာသေးသက်သက်အောင်လုပ်ပြမှာပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ကျွန်တော်ဆန်းမင်းကျော်ပါနော်ရှူဗီတာပလဲလန်ကားလေးချင်းမတိုင်ဒီမှာဖွင့်လာတယ်နော်ရှူဗီတာပလဲလန်ကားလေးချင်းမတိုင်ဒီမှာမင်းကျော်ဆိုရဲကီယာဘောက်ဆိုင်ဖွင့်လာပါတယ်နော်ဒါရုပ်ပြုပြင်လို့ရပါတယ်ကီယာဘောက်တွေကိုတောင်းယူမှုတောင်းခံမှုနဲ့အကုန်လုံးပြုပြင်ပြီးတဲ့သူရဲ့အကြောင်းလေးလာပြောပြရင်းဖြစ်ပါတယ်နော်ဖုန်းနံပါတ်ကတော့09562496ဖြစ်ပါတယ်နော်ပြုပြင်နေတဲ့ဒီများအားလုံးကျွေးမှာလာရောက်ပြုပြင်လို့